မင်္ဂလာပါရှင်ငိမ်းချမ်းရေးအတွက်ခြေလျင်လမ်းလျှောက်လာတဲ့ခရီးလမ်းတစ်ခုဒီဗီဒီယိုမှာသင်တွေ့ရမယ့်အရာကလူတစုရဲ့ခရီးလမ်းတစ်ခုသာမဟုတ်ပါဘူးဒါဟာမေတ္တာသီးခံမှုနဲ့ငြိမ်းချမ်းရေးကိုလက်တွေ့ကျကျလမ်းပေါ်မှာပြသလာတဲ့အသက်ရှင်နေတဲ့သင်တန်းစာတစ်ခုပါ Walk for Peace လို့ခေါ်တဲ့ဒီခရီးလမ်းဟာ American ပြည်ထောင်စုအတွင်းမှာဖုံးတော်ကြီးများအစုအဖွဲ့တစုကငင်းချမ်းရေးအတွက်စိတ်အားထဆန်စွာခြေလင်လန်းလျှောက်လာတဲ့ခရီးတစ်ခုဖြစ်ပါတယ်။ဒီခရီးကိုထေရဝါဒဖုံးတော်ကြီးများခမန်းအားဖြင့်20မှ24ပါးခန့်ကအတူတကွပါဝင်ဆောင်ရွက်နေကြပါတယ်။ဖုံးတော်ကြီးများဟာထိုင်း၊လာအို၊ဗီယက်နမ်စတဲ့နိုင်ငံအမျိုးမျိုးကလာရောက်စုစည်းထားကြတာပါ။ခရီးစတင်တဲ့နေရာကတော့အမေရိကန်နိုင်ငံတက္ကဆပြည်နယ်ရှိဝိပဿနာအလေးအကျင့်လုပ်ရာနေရာတစ်ခုဖြစ်ပြီးရက်ပေါင်းများစွာလများစွာကြာအောင်လမ်းမောင်းထောင်ကြီးကိုခြေလျင်နဲ့လာဖြတ်သားလာခဲ့ကြတာပါဒီခရီးလမ်းအားအလင်းအမြန်ရောက်ဖို့အတွက်မဟုတ်ပါဘူးလူအများကိုအထင်ကြီးအောင်လုပ်ဖို့လည်းမဟုတ်ပါဘူးကိုယ့်ရဲ့ခြေလမ်းတိုင်းကိုတတိနဲ့လမ်းဖို့ကိုယ့်စိတ်ကိုနူးညံ့စွာစောင့်ရှောက်ဖို့အခြားသူတွေရဲ့နာကျင်မှုကိုနားထောင်ဖို့အတွက်ဖြစ်ပါတယ်ခရီးအစိုးပိုင်းမှာအခက်အခဲလေးနားလည်မှုမမှန်တာတွေကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဖုံးတော်ကြီးများကစကားနဲ့ပြန်လဲပတ်သက်ခဲ့ပါဘူး။အမုန်းနဲ့မတုံ့ပြန်ခဲ့ပါဘူး။တိတ်တိတ်လေးမေတ္တာနဲ့သာရင်ဆိုင်ခဲ့ကြပါတယ်။ဒီခရီးလမ်းအတွင်းမှာစိတ်ထိခိုက်စရာအဖြစ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။မတော်တဆမှုတစ်ခုကြောင့်ဖုံးတော်ကြီးတစ်ပါးဟာခန္ဓာကိုယ်အပိုင်းတစ်ခုဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့အံ့ဩစရာကတော့ဒေါသမရှိပဲအဖြစ်တင်စကားမရှိပဲခွင့်လွှတ်ခြင်းနဲ့သာအဲ့ဒီအဖြစ်ကိုလက်ခံခဲ့တာပါဒီအရာကလူအများရဲ့စိတ်ကိုထိခိုက်စေခဲ့ပါတယ်မေတ္တာဆိုတာစာအုပ်ထဲမှာမဟုတ်ပဲလက်တွေ့ဘဝထဲမှာအမှန်တကယ်အသက်ရှင်နိုင်တယ်ဆိုတာကိုမြင်တွေ့လိုက်ရတဲ့အချိန်ဖြစ်ပါတယ်ဒီခရီးလမ်းမှာလူသားတစ်ယောက်တည်းမဟုတ်ပဲခွေးလေးတစ်ကောင်လေးအတူလိုက်ပါနေပါတယ်သူ့နာမည်ကအာလောကဖြစ်ပါတယ်။အာလောကဟာစကားမပြောနိုင်ပေမဲ့သူ့ရဲ့မျက်လုံးသူ့ရဲ့လှုပ်ရှားမှုနဲ့လူတွေရဲ့စိတ်ကိုဖွင့်ပေးနိုင်တဲ့ငြိမ်းချမ်းရေးတန်တမန်လေးပါ။လူတချို့ကဖုံးတော်ကြီးတွေကိုမသိနိုင်ပေမဲ့အာလောကကိုမြင်တဲ့အခါရက်ကြည့်ကြပါတယ်။မိခွန်းတွေမေးကြပါတယ်။အဲ့ဒီနေရာကနေမေတ္တာနဲ့ငြိမ်းချမ်းရေးအကြောင်းစကားစမြည်ပြန်ဖွဲ့လာကြတာပါ။ခရီးတစ်နေ့ပြီးတစ်နေ့အချိန်ကြာလာတာနဲ့အမျှလမ်းဘေးမှာစောင့်ကြိုသူတွေပိုများလာပါတယ်။ရေဘူးလေးတွေပေးကြပါတယ်။အစားအစာလေးတွေပေးကြပါတယ်။လက်အုပ်ချီပြီးတိတ်တိတ်လေးဆုတောင်းပေးကြပါတယ်။ဘာသာရေးမတူညီကြပေမဲ့မေတ္တာဆိုတာကတော့လူတိုင်းရဲ့စိတ်ထဲမှာအတူတူရှိနေတယ်ဆိုတာကိုဒီခရီးလမ်းကပြသနေပါတယ်။ Walk for Peace ဆိုတာလမ်းလျှောက်ခြင်းတစ်ခုသာမဟုတ်ပါဘူး။ဒါဟာကိုယ့်ဘဝလေးမှာဒေါသကိုမေတ္တာနဲ့အစားထိုးနိုင်ဖို့အမြန်ကိုအေးချမ်းမှုနဲ့အစားထိုးနိုင်ဖို့သတိပေးနေတဲ့ခရီးလမ်းတစ်ခုပါ။ဒီဗီဒီယိုကိုကြည့်နေတဲ့သင်အတွက်ခရီးရှည်ကြီးလမ်းလျှောက်ဖို့မလိုပါဘူး။ကိုယ့်အိမ်ထဲမှာပဲကိုယ့်စိတ်ထဲမှာပဲမေတ္တာလေးတစ်ချက်ပေါက်ဖွာလာရင်အဲ့ဒီနေရာကနေငြိမ်းချမ်းရေးစတင်နိုင်ပါတယ်။တဲ့နဲ့တတဝအပေါင်းကျန်းမာပါစေပျော်ရွှင်ပါစေစိတ်အေးချမ်းပါစေရှင်